လမ်းပြောင်းမှန်မသိတဲ့လူတွေအကြောင်းကိုကျွန်တော် sharing လုပ်ပေးမယ်ကျွန်တော်အတွေ့အကြုံရတချို့လူတွေကကိုလမ်းပြောင်းနေတဲ့အတွက်မေးတယ်ဘာလုပ်ရမလဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာလုပ်ဆိုပြီးတော့လမ်းကြောင်းလေးချပေးလို့ရတယ်တချို့ကကြတော့ကိုလမ်းပြောင်းနေမှမသိပေါ့နော်ကိုတော့ရှောက်နေတယ်လို့ပဲထင်တယ်အဲ့ဒါဘယ်လိုလူတွေလဲဆိုတော့ကိုအလုပ်ကိုမလုပ်ဘဲနဲ့သူများအလုပ်ကိုလုပ်တယ်ဘာလုပ်လဲဆိုတော့ကိုစူးစမ်းမယ်အချိန်ရှိတယ်မိသားစုတွေရှိတယ်ပြီးတော့ကိုယ့်ရဲ့တိုးတက်ကြောင်းတွေရှိတယ်နောက်ဆုံးတစ်ခုကကိုမင်္ဂလာရှိတဲ့နှုတ်ထွက်စကားကိုပြောရတယ်ဘာကြောင့်လဲဆိုတော့သူများကိုမင်္ဂလာမရှိတာတွေလိုက်ပြောနေမယ်သူများအကြောင်းကိုမကောင်းတာတွေပြောနေမယ်ဆိုအဲ့လူကအလိုနေရင်းနဲ့မင်္ဂလာမရှိတော့အဲ့လိုလူမျိုးတွေကိုကျွန်တော်မိတ်ဆွေတွေထဲမှာပြောပြတာကိုကျွန်တော်ကြားရတယ်ပေါ့နော်ကျွန်တော်ကတော့ psychology စိတ်ဝင်စားတော့ကျွန်တော်မိတ်ဆွေတယောက်ကတဲ့ပေါ့နော်သူ့ရဲ့မိတ်ဆွေတယောက်ကိုပေါ့နော်မိတ်ဆွေ3ယောက်ပေါ့ထားလိုက်ပါတော့မိတ်ဆွေ3ယောက်ရှိတဲ့နေရာမှာဒီတယောက်နံပါတ်1မိတ်ဆွေတယောက်ပေါ့နံပါတ်2ရယ်နံပါတ်3ရယ်နံပါတ်3ကနံပါတ်2ရှိသွားပြီထမင်းတွေပါကြီးကျွေးပြီးတော့မှနံပါတ်1မကောင်းကြောင်းသွားပြောတယ်ဒါပေမဲ့နံပါတ်2နဲ့နံပါတ်1ကတော့မိတ်ဆွေတွေဖြစ်နေတော့တိတ်ပြီးတော့မပြောလိုက်ဘူးဒါပေမဲ့အဲ့နံပါတ်2ကဘာပြောနံပါတ်1ကိုပြန်လာပြောတယ်နံပါတ်1ကြီးမင်းတို့တော့တော့ဖြစ်ဆိုတော့ဒီ3ယောက်ထဲမှာတို့ပတ်ဒါကိုနံပါတ်3ကမသိဒါပေမဲ့1နဲ့2ကတော့ပေါင်းပြီးသွားတာသိပေမဲ့လည်းသူ့ကိုမပြောဘူးပေါ့နော်ဒီလိုပြောတတ်တဲ့လူအကျင့်ရှိတဲ့လူကိုသူတို့မပေါင်းရုံပဲဆိုတဲ့ဟာမျိုးတချို့ကထမင်းကျွေးပြီးတော့အဲ့လိုမျိုးသူများအလုပ်အဲ့ဒီလိုမျိုးအားဆိုင်ရမယ်အစားကိုယ့်ဘဝကိုတိုးတက်အောင်ဘယ်လိုလုပ်မလဲဟုတ်ပြီနော်ကိုယ့်ဘဝကိုမင်္ဂလာရှိအောင်ဘယ်လိုလုပ်အောင်လဲကိုယ့်ဘဝကိုအကြည်တက်ကလေးရအောင်ဘာလုပ်အောင်လဲဆိုလုပ်ရင်ရောပုံမကောင်းဘူးလားဟုတ်တယ်နော်ဘာကြောင့်မို့လို့ကျွန်တော်တို့တွေကမတိုးတက်ရတာလဲဘာကြောင့်လမ်းပြောက်ရတာလဲဆိုတော့ကိုယ့်အတွက်ကိုမလုပ်လို့ပဲသူများအတွက်လိုက်လုပ်နေအဲ့ဒါအချိန်ကြီးအရင်နှမျိုးကိုကောင်းတယ်အဲ့တော့ကျွန်တော်ရဲ့အတွေ့အကြုံကိုဒါ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဘယ်သူမှထိခိုက်လို့ခြင်းမရှိပါဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့မိတ်ဆွေပေါ့နော်ဒီနေ့ချိန်ကနေစပြီးတော့ကိုယ့်အတွက်ကိုလုပ်ပါကိုယ့်ရဲ့နောက်ဆုံးကိုဘာမှမလုပ်နိုင်မင်္ဂလာရှိအောင်လုပ်လို့ရတယ်ကိုယ့်အိမ်မှာအားလုံးကကိုရဲ့မင်္ဂလာပါမောင်ရဲ့မင်္ဂလာပါသားလေးရဲ့မင်္ဂလာပါအမေရဲ့မင်္ဂလာပါဆိုပြီးမင်္ဂလာရှိတဲ့နှုတ်ထွက်စကားတွေမင်္ဂလာရှိအောင်နေလို့ရှိရင်ပဲတော်တော်လေးကိုတိုးတက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ချင်ပါတယ်အားလုံးလည်းကျွန်တော်ကိုခင်တဲ့လူတွေအားလုံးက comment မှာမင်္ဂလာပါလို့လည်းရေးပေးသွားပါဦးအားလုံး see you ပါ